ကြောက်လေးကိုလုံးစုပညာအနေနဲ့ကျွန်တော်တို့သုံးသပ်မှာပေါ့နော်သုံးသပ်မှာဒီကြောက်လေးမှာခဏနေတစ်ခါလေးဖြတ်မယ်တစ်ခါလေးဖြတ်ပြီးတော့ဖြတ်မဲ့လုံးစုမှာဒီအခြေအနေကိုတစ်ခါလေးပြောပြမယ်ကျွန်တော်ရဲ့ဒီကိုတွေရှင်းပါမယ်နော်ခါလေးနော်ခါလေးတော့ကြမယ်နော်ကြောက်သေးပညာရဘယ်လောက်ထိအရေးကြီးလဲနော်အဲ့တော့ဒီကောင်လေးသုံးသပ်လိုက်ရင်ဒီကောင်ကမော်စီစာတန်ကြီးနော်မော်စီစာတန်ကြီးဖြစ်တယ်ကျွန်တော်တို့ကြောက်မာရဲ့လက္ခဏာရောက်တာခွန်အသိမတန်ဘူးခွန်သိမတန်တော့ဒီမှာသူ့ရဲ့ကျတော့အညိရောလေးတော့ဒီခွန်လေးချက်ကြည့်တယ်ဒါလေးတွေချက်ကြည့်ဒီကောင်လေးတွေကကျွန်တော်ဘာဖြစ်လဲဆိုတော့အညိရောလေးတွေပါမှာကြောက်မှာဖြစ်လိုက်ရင်မတန်အသားထဲမှာမတန်တဲ့ပုံစံလေးတလားဒီအညိရောလေးကရမ်းပွေလေးသဘောမျိုးလေးတော့နော်အညိထဲမှာကြောက်သားလေးမတန်နိုင်ဘူးပေါ့နော်အဲ့လိုဆိုကြောက်သားအညက်မကောင်းနိုင်ဘူးပြီးတော့ဒီကောက်ရဲ့အခွန်ကိုကြည့်ပဲမရှင်းပေါက်လေးလည်းပါတယ်ဒီရှင်းပေါက်လေးတွေကလည်းတချို့ဟာလေးကျတော့အမဲပေါက်လေးတွေဝင်မယ်ဆိုလက္ခဏာတွေ့ရတယ်တချို့ဒါအမဲဝင်တာဆိုတာဒီအညိတွေကတော့တရားပေါက်ဝင်မှာအဲ့တော့ကြောက်သားတွေကျွန်တော်တို့ကအမြင်မဖြစ်နိုင်တော့နော်အဲ့တော့ကြောက်စီကြားကြည့်မယ်ဆိုတော့ကြောက်စီဒီကျွန်တော်တို့ကအခွန်အသိအရင်မစိုးနေဘူးဒါတန်ကြီးဖြစ်တယ်လို့စိုးသလိုလိုပုံစံဖြစ်ရတာကြောက်စီကကျွန်တော်တို့အများကြီးမကောင်းကျွန်တော်တို့ဟိုရတော့ပြောရတဲ့မှာတော့ကျွန်တော်တို့ဒါပြင်နှစ်လောက်ပဲရှိမှာပေါ့လား3တော့4တော့5တော့တော့မဖြစ်ဘူးအဲ့တော့ကျွန်တော်တို့ကအသားကအသားတန်းအဆင့်ဆိုရင်ဒီကောင်ဆိုကျွန်တော်တို့က4အဲ့လိုမျိုးအဲ့လောက်ပဲသွားမယ်နော်4လောက်ပဲသွားမယ်သူမှအညိတွေပါမယ်ပေါ့ဗျာနော်ကြောက်သားအဲ့လောက်ပဲဖြစ်မယ်နော်ဒါကဘာသုံးသပ်ပြအောင်အသားကြောက်သားဒီလိုအညိတွေပါမယ်ဒီမှာအညိပါတဲ့လက္ခဏာကြည့်တတ်ဖို့လို့လေနော်ကြောက်သားမှာအညိပါမယ်ကြောက်သားတန်းအမြင်ဘူးနော်ကဲအဲ့ဒါဖြည့်ကြည့်လိုက်ရင်ဒီမှာဆိုတော့သွားဖြည့်ကြโอเคဒါဖြည့်လိုက်တာဟိုကမင်းဒါဆိုရင်အနာတိုင်းလူအနေထားနော်အဲ့လိုဆိုကျွန်တော်ကဖြတ်ကြတာပေါ့ဖြတ်တယ်ဆိုရင်ကျွန်တော်တို့အတန်းမာလားမမာလားနော်အတန်းမပြော့တယ်လေတော့ပြော့တယ်တော့မကောင်းအဲ့လိုနော်အဲ့လိုလည်းပြောနော်မချလိုက်တာရိုက်โอเคကျွန်တော်တို့ကအသားတန်းလည်းနော်အသားတန်းလည်းကျွန်တော်တို့ကခါအောင်အသက်ရိုးတယ်ပေါ့နော်ဒါတန်းလည်းမဟုတ်ဘူးဒီကအကြီးဆန်လေးတွေပါမယ်ကြောက်စီရလည်းအများကြီးမပါဘူးအဲ့လိုပြောတာဟုတ်လားမဟုတ်လားချက်ကြည့်အောင်နော်ချလောကဲဟောင်းနေပြီနော်အညိတွေတွေ့လားအဖြူညိနော်ဟုတ်တယ်နော်ကဲဟောချလောကဲဒါတန်းဘယ်လိုချစ်နော်ဒါတန်းတော့လေးပါပဲနော်ကဲလေးပါဘာလို့တော့အသားရိုးတယ်လို့ဒါကျွန်တော်တို့ကဟိုမီးပေါက်မရှိဘူးလေနော်ကျွန်တော်တို့အသားငါးဆိုမီးပေါက်ကြောက်စီတော့နှိမ့်မရဘူးနော်ကြောက်စီကနည်းနည်းလေးတော့ကျဲသွားကြောက်စီတော့နှစ်တော့ရှိဒီမှာအစီပေါက်လေးတွေလေအစီပေါက်လေးတွေပဲအစီပေါက်လေးနော်အဲ့ပါတယ်ဘာလို့ပုံမှန်ဆိုရင်တော့ဒါတစ်လောက်ပဲဒါပေမဲ့အစီပေါက်လေးပါတယ်လေနော်အစီပေါက်လေးကွက်တယ်လေဒီမှာအညိကြောတွေပါလားတဲ့လားအညိကြောတွေတလားအဖြူကြောတွေတဲ့လားနော်ဒီမှာကနော်ဖြူကြောတွေပါတော့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကကြောက်မှာဖြူညိအသားတန်းလည်းခုနပဲနော်အသက်ရိုးပဲရိုးကြီးပါပဲနော်ကြည့်လိုက်ရှားကြည့်လိုက်နော်ကဲပြောရတာဟုတ်တယ်မလားဖြစ်တယ်မလားနော်ပြောရတာနော်ကြောက်ကရဲကြီးမကောင်းဘူးလို့အကြောင်းနော်ဒီလိုကြောက်မျိုးဆိုကျွန်တော်လမ်းလို့ရမရဘူးနော်ဘယ်လိုက်မှမရတော့ဒါဆိုဘယ်လိုက်မှမရဘူးဗဒီအကြမရဗဒီနော်ဗဒီတောင်မှဟိုက3000တောင်မှ3000အဲ့ဒါမတန်ဘူးလေနော်ဟောမရဘူးတဲ့ကြောင့်ဖြစ်တာကဲလို့မရပြောချင်တာနော်အဲ့ဒါကြောင့်ဆိုရင်ဘာမှလုံးမရဘူး15သိန်း line ထဲမှာသွားလို့ရအဲ့ဒါမျိုးကျွန်တော်တို့ပြောနိုင်ပါတယ်နော်အဲ့လိုပြောနိုင်အောင်လမ်းပြပေးပါတယ်ကျေးဇူးတင်ပါတယ်